နီးပြတပါရင့်လာပြီဖြစ်တဲ့အာဆင်နယ်အားလုံးပဲမင်္ဂလာပါ MM Bookies ကနေပြန်လဲကြိုဆိုလိုက်ပါတယ်လက်ရှိအာဆင်နယ်အသင်းရဲ့အခြေအနေဟာလွန်ခဲ့တဲ့22နှစ်အတွင်းပရိသတ်တွေအမျှော်လင့်ဆုံးအချိန်ကိုရောက်ရှိနေတာဖြစ်ပါတယ်နီးပြမီခဲအာဒီတာဟာဧပြီလအတွင်းကရလက်တွေမကောင်းခဲ့လို့ PR တွေရှိခဲ့ပေမဲ့မေလရဲ့9ရက်တာကာလအတွင်းသူ့ရဲ့ဗီဇာနဲ့ဆုံးဖြတ်ချက်တွေကိုအသုံးချပြီးအသင်းကိုချန်ပီယံဆုနဲ့အနီးစပ်ဆုံးအနေအထားကိုပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပါပြီအထူးသဖြင့်ဖူဟန်ကိုအနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကစလို့အသင်းရဲ့စွမ်းဆောင်ရည်ဟာတိတိတတ်တာပြောင်းလဲသွားခဲ့ပြီးချန်ပီယံလိဘောလုံးပွဲစီတက်လှမ်းနိုင်ခဲ့သလိုပရီးမီးယားလိမှာလည်းပြိုင်ဘက်မန်ချက်စတာစီးတီးကိုကြော်ဖြတ်ဖို့အခွင့်အရေးပိုကောင်းလာခဲ့တာပါအာဒီတာရဲ့ဒီအောင်မြင်မှုနောက်ကွယ်မှာလူငယ်ကစားသမားလေးမိုင်လူးဝစ်ကယ်လီကိုကွင်းလက်မှာထည့်သွင်းခဲ့တာနဲ့ရီကာဒိုကာဖီယိုရီကိုဘယ်လောင်းခက်လူနေရာမှာအသုံးပြုခဲ့တဲ့ဆုံးဖြတ်ချက်တွေကတကယ်ကိုအဓိကကျခဲ့ပါတယ်ဒီကစားသမား2ယောက်ရဲ့ပါဝင်မှုဟာအသင်းရဲ့ကစားဟန်ကိုပုံမဟန်ချက်ညီစေပြီးလွတ်လပ်မှုပိုပြီးရှိစေခဲ့တာပါအာဒီတာကိုယ်တိုင်ကလည်းသူ့ရဲ့ iPad ထဲမှာကစားကွက်ပေါင်းများစွာကိုအကြိမ်ကြိမ်ပြောင်းလဲစဉ်းစားခဲ့ပေမဲ့နောက်ဆုံးမှာတော့သူ့ရဲ့ gut feeling ကိုယုံကြည်ပြီးဒီလူစင်းကိုထုတ်ခဲ့တာလို့ဆိုပါတယ်အက်တလက်တီကိုမက်ဒရစ်နဲ့ပွဲမှာရောဝက်ဆန်နဲ့ပွဲမှာပါဒီလူချင်းကိုပဲဆက်လက်အသုံးပြုခဲ့တာကသူ့ရဲ့ယုံကြည်မှုကိုပြသနေတာပဲဖြစ်ပါလိမ့်မယ်ဝက်ဆန်နဲ့ပွဲမှာတော့အာဆင်နယ်အတွက်စိန်ခေါ်မှုကြီးတစ်ခုကြုံခဲ့ရပါသေးတယ်အသင်းရဲ့အဓိကခံစစ်မှုဘန်ဟွိုက်ဒဏ်ရာရပြီးလူစားလဲခံလိုက်ရချိန်မှာတော့အာဒီတာဟာဒက်ဂလန်ရိုက်စ်ကိုညာနောက်ခံလူနေရာပြောင်းကစားခိုင်းတဲ့ဆုံးဖြတ်ချက်အမှားကိုလုံးမိခဲ့ပါတယ်ဒါဟာအသင်းရဲ့ညာဘက်ချမ်းကိုဟာကွဲဖြစ်စေပြီးတိုက်စစ်ဟန်ချက်ကိုလည်းပြတ်ပြားစီခဲ့ပေမဲ့အာဒီတာဟာသူ့ရဲ့အမှားကိုချက်ချင်းသိမြင်ခဲ့ပါတယ်အထူးသဖြင့်အသင်းကောင်းဆောင်မာဒီအိုဒီကက်ရဲ့ခြေစွမ်းကတော့ချီးကျူးစရာပါသူဟာဒီယာဒီမှာပွဲထွက်ခွင့်မိနစ်နဲ့ပါခဲ့ပေမဲ့ကွင်းထဲကိုရောက်လာတိုင်းမှာတော့အသင်းအတွက်အရေးပါတဲ့ဖန်တီးမှုတွေကိုပြုလုပ်ပေးနိုင်ခဲ့တဲ့သူပါဝက်ဆန်နဲ့ပွဲမှာသူဖန်တီးပေးလိုက်တဲ့ဂိုးဖန်တီးမှုဟာဒီယာဒီသူ့ရဲ့6ကြိမ်မြောက်ဖန်တီးမှုဖြစ်ပြီးဒါဟာအသင်းဖော်လီအန်ဒိုထရော်ဆောနဲ့အတူအသင်းအတွက်အများဆုံးမှတ်တမ်းလည်းဖြစ်ပါတယ်။အိုဒီကဲရဲ့ဖန်တီးနိုင်စွမ်းတဲ့မြင်ကွင်းကျမှုတွေဟာအာဆင်နယ်လိုအပ်နေတဲ့အနိုင်ဂိုးတွေကိုဖော်ဆောင်ပေးရမှာအမြဲတမ်းအရေးပါနေတာပါ။အာဒီတာဟာအရင်ကအရေးပါတဲ့အချိန်တွေမှာလူစားလဲဖို့အယမ်းဝင်လေးထပ်ပေမဲ့လည်းအခုတော့သူဟာပိုပြီးရဲရဲတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်လာနိုင်တာကိုတွေ့ရပါလိမ့်မယ်။ဥပမာအားဖြင့်လီဗာပူးဆန်တဲ့ပွဲမှာဘူကာယိုဆာကာကိုနိုနီမာဒူအကင်းနဲ့လဲလှယ်ခဲ့တဲ့ဆုံးဖြတ်ချက်မျိုးကသူ့ကိုပို့ပြီးယုံကြည်မှုရှိလာစေတာဖြစ်နိုင်ပါတယ်။ဒီပြတယောက်အနေနဲ့သူ့ရဲ့ကြိုတင်ပြင်ဆင်မှုတွေအပြင်လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေပေါ်မှာမူတည်ပြီးရဲရဲဝံ့ဝံ့ပြောင်းလဲနိုင်စွမ်းရှိလာတာဟာအာဆင်နယ်အတွက်တကယ်ကိုအားတက်စရာကိစ္စတစ်ခုပါ။အခုဆိုရင်အာဆင်နယ်အတွက်လိပွဲစဉ်2ပွဲနဲ့ချန်ပီယံလိဘောလုံးပွဲ1ပွဲပဲကျန်ပါတော့တယ်။အလုပ်တွေကမပြီးသေးပေမဲ့ပြီးခဲ့တဲ့9ရက်တာအတွင်းမှာအာဒီတာရဲ့စိတ်အာရုံအတိုင်းဆုံးဖြတ်ချက်ချပြီးကစားခဲ့တာတွေကအသင်းကိုသမိုင်းတစ်ရေးထိုးနိုင်ဖို့အနည်းဆက်ဆုံးကိုပို့ဆောင်ပေးလိုက်တာပဲဖြစ်ပါတယ်။အာဆင်နယ်ပရိသတ်တွေအနေနဲ့တော့ဒီယာဒီမှာအသင်းကဖလားတွေသိမ်းပိုက်နိုင်တာဆိုတာကိုရင်ခုန်စွာနဲ့စောင့်ကြည့်ရတော့မှာပါ။အာဒီတာရဲ့ iPad ထဲကမှတ်စုတွေကသာအောင်မြင်မှုတွေဖြစ်လာခဲ့ရင်ဒါဟာအာဆင်နယ်ရဲ့သမိုင်းမှာမေးပြောက်လို့မရတဲ့အောင်ပွဲတစ်ခုဖြစ်လာမှာအသေးချပါပဲ။ဒီလိုအရသာရှိတဲ့30ချက်တွေကိုအမြဲတမ်းဆင်နိုင်ဖို့ MM Bookies ကို like and follow လုပ်ထားပေးဖို့ပြောကြရင်အဆုံးသတ်ပါရစေကျေးဇူးတင်ပါတယ်